က်ကိုသွားခဲ့ပါတယ်ကိုလူလေးကြီးကတော့လက်မှတ်သွားဝယ်တာပါမှားတာနဲ့ဒီဘက်ကိုပြန်ပတ်ရပါတယ်ဝင်ချင်းမှာပဲဒီပင်လေတည်းများရှိပါတယ်တကယ်လို့စီးမယ်ဆိုရင်တော့900လောက်တော့ပေးရရင်လည်းတူပါတယ်မြက်ကတော့ကြောက်လို့မစီးခဲ့ပါဘူးဒီနေရာလေးမှာကျမပေါ်လာတာအရန်လာနေလို့ကျမအမှတ်ပြပေးလိုက်ပါတယ် Oh, thank you so much. မမြင်တပွင့်ရိုက်တာကတော့ကျမတို့မိန်းကလေးတွေရဲ့ဝါသနာပေါ့နော်အပြက်မှာဒီလိုမျိုးရုပ်လေးတွေလည်းဝယ်လို့ရတယ်ပေါ့နော်ပြီးတော့ဒီလိုငါးပြပွဲလေးတွေလည်းရှိပါတယ်ငါးပြပွဲကတော့ဒီငါးလေးတွေပေါ့နော်ခုံပေါက်ပြီးတော့လိုမျိုးဆော့ပြတာပေါ့နော်အဲ့ဒီဗီဒီယိုလေးအရှိကိုလည်းအမြင်နောက်ထပ်တဲ့ဗီဒီယိုမှာထပ်တင်ပေးပါမယ်တည်တံ့ပေါ့နော်ဒီဗီဒီယိုလေးကိုလည်းကြိုင်းတက်မယ်လို့အမြင်မျှော်လင့်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကိုကြိုင်းတက်တယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးပါဦးနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်